Hey yo bro. Hey. Hey yo bro. Hey man. Yo. Happy birthday to you. ခလာရောက်လာ ဟာ ပစ္စည်းလာရောက်ရမလားပစ္စည်းရ အေးပစ္စည်းလိုက်ရောင်းလေ ဘာပစ္စည်းလဲ ဒီမှာလေ အဲ့တော့ဘာလုပ်ရလဲအိမ်မှာအများကြီးစီးရတယ်ဗျာမစိုး အခုအိမ်မှာပကံနဲ့စုံစည်းတယ် စီးတယ် အခုမဝယ်ဘူးလား မဝယ်ဘူး အခုမဝယ်ဘူး မဝယ်ဘူး အခုမဝယ်လို့မရအောင်လေ ဘာဖြစ်လို့လဲ အခုမဝယ်လို့ဆိုရင်ကျွန်တော်အိမ်ပြန်လို့ဆိုရင်ကျွန်တော်အမေကျွန်တော်စူပါပေါ့ဒီလိုမျိုးလုပ်လေဟိုဒါမဝယ်ဘူးဆိုရင်လေအခုကျွန်တော်လေမုံတစ်ထုံးလောက်ထည့်ပေးတယ် မဟုတ်ပေးရမယ် အေး ရ ကျေးဇူးရတော့ကျွန်တော်အိမ်ပြန်လိုက်အောင်မယ် ပြားပြား ကျွန်တော်အမေကျွန်တော်စူမှာဆိုလေအဲ့ဒါကြောင့်ဒီတိုင်းပဲထည့်တာ ပြားပြား မွေးတာပဲနော်မဟုတ်မွေးတယ်နော်ကျွန်တော်မစားချင်ဘူးဒီတိုင်းပဲကျွန်တော်အခုဟိုဒါဒီတိုင်းပဲကျွန်တော်ဗကန်ယူတာပြတာပဲနော်တော့မယ်နော် တော့ ကျေးဇူးပါ ကျေးဇူး Happy birthday